ဖယားဆိုတော့ကြိုက်ချီယိုဖယားမှနေတယ်လို့ကွာဟင်တော့ပါလားနေဖယားဖူးဘူးလားဘယ်နဲ့တော့ဖူးလားဖယားဆိုတာကြိုက်ချီယိုပြောတာလားရွှေတကုံပြောတာလားမန္တလေးမဟာမြတ်မှုနိဒါမှမဟုတ်ဆက်စုံစင်းကရှင်ကိုရှင်ရှိတယ်အောက်မှာဟင်ဖယားဆိုတာပါလေဟင်ဖယားဆိုတာအဆုံးမရှိရနေတောင်အောင်မြောက်အောင်မနေနဲ့ဟင်အဆုံးမပေးတတ်တာကိုပါခေါ်တယ်ဖယားအဆုံးမနဲ့မတွေ့သေးရင်ဖယားနဲ့တွေ့ပြီလို့ပြောလို့နင်တို့ဖယားအဆုံးမတစ်ခုမှနှလုံးသားထဲမရှိရင်နင်တို့ဘယ်ဖယားမှမဖူးနိုင်သေးဘူးရှင်းလားသဘောပေါက်သလားအေးအဲ့တော့နင်တို့ကဖယားကိုဆင်းတုကွယ်ဆိုတော့အခုဒီမှာဆိုတော့ကြိုက်သီးရိုးဆိုတော့ကြောက်တုံးကွယ်တယ်ပြောရမှာပေါ့ဟင်ကြောက်တုံးကြီးထိုင်ကြတော့နေတာလားအဆုံးမကျေးဇူးကုံကိုကြော့တာလားနားလေလားအဲ့တော့ကိုဖယားဖူးဘူးလားလို့မေးအောင်မလေးကြိုက်သီးရိုးဘယ်နှခေါက်ရှိပြီနီးနေတာဟုတ်အခုကားနဲ့တက်တော့မြန်တာပေါ့တချို့ကလာလိုက်သေးတယ်ဟိုးငယ်ငယ်တုန်းကတော့ကြားဘူးတယ်တို့ခြေချင်းတက်ခဲ့ရတဲ့ဒီဖယားကိုဒီကမောစခန်းကနေခြေတော်လေးပါလေးစေးဒီမှာတညအိပ်ပြီးတော့ငါတို့ခြေချင်းတက်ကြကြက်ကြီးဖယား၃ခေါက်ရောက်ရင်အပယ်မရောက်ဘူးတဲ့ဘယ်ကောင်ပြောတာလဲလို့ဟမ်အမေတတ်ထားတဲ့ကောင်၃ခေါက်တည်းမကဘူးခေါက်တရာတက်ဟမ်ဘာဖြစ်မလို့ဒဲအိုးပဲသွားမယ်ဘယ်မှမလွတ်ဘူးရှင်းလားသဘောပေါက်သလားအဲ့တော့ဖယားတွေ့ဖို့ဆိုတာဘာတွေ့မှတရားတွေ့မှယောဓမ္မံပတ္တိသောမံပတ္တိယောအကျင့်ပုဂ္ဂိုလ်သည်ဓမ္မံငါဖယားဟောကြားအပ်သောအဆုံးအမကိုပတ္တိတွေ့မှသာလျှင်သောအဲ့ဒီတရားတွေ့မှမံငါဖယားကိုပတ္တိတွေ့သည်မြင်၏တဲ့တရားမြင်မှဖယားမြင်မယ်တရားသိမှဖယားသိမယ်ရှင်းသလားအဲ့တော့မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်ကောင်းတာလုပ်ရင်ယုံသလားအဲ့ဒီယုံကြည်ချက်ခင်ဗျားတို့မှာအပိုင်ရှိရင်ခင်ဗျားတို့ယင်ထဲမှာဖျားပွင့်နေပြီဘယ်မှသွားမဖူးနဲ့ယင်ထဲမှာဖျားရောက်နေပြီရှင်းလားသဘောပေါက်သလားအဲ့တော့ယုံကြည်ချက်ကအရေးကြီးလားမကြီးဘူးလားကြီးတော့ယုံကြည်ချက်ရှိသူဆိုရင်မကောင်းမှုမှန်သမျှမလုပ်ရဘူးကောင်းမှုကုသိုလ်ကိုလုပ်ဖြစ်အောင်လုပ်ရမယ်ကုသလတံဥပသံပရာကုသလတကုသိုလ်ကောင်းမှုတို့ကိုယာဥပသံပရာအကျင့်ပြည့်စုံစေခြင်းသည်၎င်းကောင်းမှုကုသိုလ်ကိုဘာလုပ်ရမလဲပြည့်စုံအောင်လုပ်ရမယ်အဲ့တော့အဲ့ဒီလိုလုပ်တဲ့နေရာမှာအခုကျဲထီယိုးကရင်မောင်းတို့ရင်နောက်လိုက်လို့မဖြစ်စေနဲ့နော်လူများတဲ့နေ့ဆိုသူတို့မျက်နှာပေါက်ကတစ်မျိုးနော်လူမရှိတဲ့နေ့ဆိုမျက်နှာပေါက်ကတစ်မျိုးနော်ငါတော့ပြောမှငါပင့်လို့ကတော့နောက်မပင့်နဲ့မကြရင်နော်ဟုတ်လား VIP လာရင်မျက်နှာတစ်မျိုးနော် VIP မဟုတ်ရင်မျက်နှာတစ်မျိုးနော်ပတ်စံတောင်းတာလည်းမတူဘူးမောင်းပုံမောင်းနီးလည်းမတူဘူးလူလိုသဘောမထားဘူးဝေါ်ဆိုစောင်းတိုင်းဒုံးဆိုကောက်ဆင်းလှုပ်ချင်သလိုလှုပ်နေကြတဲ့ဗျံပရာကောင်တွေနော်အဲ့ဒီကောင်တွေမှာယုံကြည်ချက်မရှိဘူးသတိထားနော်ကိုကားပေါ်ပါတဲ့လူပင်ပန်းပြီဆိုကြတဲ့ကကုသိုလ်လားအကုသိုလ်လားငါ့ကိုဆုံးမခိုင်းလို့လားဆုံးမရတာ